တငယ်ချင်းမှဆိုတဲ့ကောင်တွေကိုမယုံနဲ့အများစုတော့တငယ်ချင်းမှဆိုတဲ့ကောင်တွေကသူတို့နဲ့အိတ်နေတာသူတို့စားနေတာကွာလီးပဲအလောက်က brother တယောက်ကကျွန်တော်ကိုပြောတယ်ခမားတဲ့တငယ်ချင်းမှဆိုတဲ့ကောင်တွေကိုမယုံနဲ့တဲ့ဟာဘာလို့လဲဆိုမေးလိုက်တော့ကျွန်တော်ကသူ့တငယ်ချင်းနဲ့ကျွန်တော်သူ့ကိုစားခဲ့ရတယ်ဟာ what the fuck သူပြောပြတဲ့ကောင်မလေးကသူနဲ့တငယ်ချင်းအဲ့ဒီနေ့ကတငယ်ချင်းဆိုတဲ့သူနဲ့အဲ့ဒီမိန်းကလေးနဲ့ကကံပေါင်ကိုတွားတာမိုးလင်းနဲ့ရွာလာတဲ့အချိန်မှာသူကသူ့ကုတ်အင်ကြီးကိုသူ့တငယ်ချင်းဆိုတဲ့မိန်းကလေးကိုရှုပ်ပေးလိုက်တယ်ဝစ်ပေါ့နော်အဲ့ဒါပြီးတော့ကံပေါင်မှာထိုင်ရင်အဲ့ဒီမိန်းကလေးကသူ့ရီးသားအကြောင်းတွေကိုပြောပြတယ်ရင်ဖွင့်တယ်ပေါ့ကွာသူ့ရီးသားသူ့ကိုဘလို့ကောင်းတာသူ့ရီးသားသူ့ကိုဘလောက်ထိရှစ်လဲဆိုရင်သူ့ရဲ့အင်ကြီးမှာအဲ့ဒီမိန်းမရဲ့စောက်ခွက်ကြီးကိုစတီကာရိုက်ပြီးတော့ဝစ်တယ်တဲ့အဲ့ဒါလေးပြောပြတယ်ကွာပြောပြပြီးတော့6နာရီခွဲလောက်ရောက်လာတော့အဲ့ဒီဘဲကဒီတငယ်ချင်းမှာဆိုတဲ့မိန်းကလေးကိုဒီသွားအောင်မလဲလို့မေးရကွာကောင်မလေးကစောသေးရဲ့တဲ့အိမ်တော့မပြန်သေးဘူးပဲငါတို့တခြားနေရာသွားကြရပါဆိုပြီးသွားတာလမ်းမှာ toilet ဝင်ကျင်နေဆိုပြီးတော့နေရာရှာတော့တက်ခုကန်ရှိရောက်လာရောတက်ခုကန်ရှိရောက်လာတော့ဘလို့သူတို့စကားပြောလို့ဆိုတော့ငါ toilet သွားအောင်မှာအဲ့ဒါကြောင့်နင်စောင့်ကျင်နေဆိုရင်လေလိုက်ခဲ့လေအခန်းထဲကနေပဲစောင့်ပေါ်နင်မုံစားရင်းနဲ့စောင့်ပေါ်ဆိုပြီးတော့သူတို့2ယောက်တက်ခုကန်ရောက်သွားရောသူကလည်းပြောတယ်နော်အဲ့ဒီဘေးကကျွန်တော်ကိုပြောတာကသူကလည်းဒီလိုဖြစ်မယ်လို့မတွေးထားဘူးတဲ့မမျှော်လင့်ထားဘူးတဲ့တွိုက်လက်ဝင်ပြီးတော့2ယောက်သားအိတ်မိသွားရကွာဆက်လှုပ်လိုက်တယ်ပေါ့နော်အဲ့ဒါပဲဒီကောင်မလေးရဲ့ဘဲကအဝေးမှာအဝေးရောက်နေတာ long distance relationship လီးပဲခံလိုက်ဒီကောင်မလေးရဲ့ဘဲကအဝေးကိုရောက်နေတာအဲ့ဒီအချိန်မှာဒီဘဲကကျွန်တော်ဘော်တာတငယ်ချင်းမှဆိုတဲ့ဘော်တာကဒီကောင်မလေးနဲ့အိတ်လိုက်တာငါနဲ့မင်းတငယ်ချင်းဘဝတလျှောက်မင်းရင်တဲကရှစ်တပေးပါနဲနဲလောက်အဲ့လိုမျိုးနေမှာပေါ့အဲ့ဒါကြောင့်အဲ့ဒီဘဲကိုယ်တိုင်ကကျွန်တော်ကိုပြောတာတငယ်ချင်းဆိုတဲ့ကောင်တွေကိုလုံးဝမယုံနဲ့တဲ့ဒီဘက်ခေတ်မှာတဝင်းခွဲတွေရောနှစ်ဝင်းခွဲတွေရောတူတူအိတ်နေတာကွာတငယ်ချင်းမှဆိုတဲ့ကောင်တွေနဲ့ရောအိတ်နေတာအဲ့ဒီဘဲကျွန်တော်ကိုပြောတာက brother တဲ့တငယ်ချင်းမှဆိုတဲ့ကောင်တွေကိုမယုံနဲ့တဲ့သူကိုယ်တိုင်အိတ်ခဲ့တာမလို့တဲ့ဆိုရင်မစကပ်ပါ